ကောင်မလေးတွေကိုမဖြစ်မနေစောင့်ထားစေခြင်းတဲ့အရာလေးရှိရဲ့ကျွန်မပြမယ်အဲ့ဒါလေးကတော့ဗာလဲဆိုတော့ဒီလိုမျိုးပေါ့နော် green အနက်အတွက်ဒီမျိုးပူရှင်းလေးတွေ pickle လေးတွေစောင့်ထားစေခြင်းနဲ့ခိုင်ဆိုရင်3မျိုးလောက်စောင့်ထားတယ်ကျွန်မပြအမအောင်ဆုံးတစ်ခုကကြတော့ Starbucks ကပါဒီဟာလေးကကျွန်မနောက်ထပ်ထပ်ဝယ်လို့မရတဲ့ဟာလေးပါဘာလို့လဲဆိုတော့ခိုင် Vietnam သွားတော့ဝယ်လာတာဒါပေမဲ့ဘန်ကောက်မှာတော့ဒီဟာလေးကရောင်းမယ်ထင်တယ်ဘသူစစားတာမြင်ဘူးလဲဆိုတော့ဟို Frank စစားတာမြင်ဘူးလားသူ့စီကနေပြီးတော့မှတောင်းစားပြီးတော့ကျွန်မအရင်ကြိုက်သွားတာဒါလေးကိုနောက်တစ်ခုကကြဒီဟာလေးကတော့အရန်ပူတယ်ကွယ်သူကတော့လိုမျိုးလေးအဲ့လိုမျိုးလေးစားတယ်သူကအရန်ပူတယ် green နဲ့အရန်ပြင်းတဲ့အခါအေးပါပေါ့နော်အဲ့ခါကျရင်စားလို့တင့်တော်တယ်တအားကိုဟိုကဗာလဲပူရှင်းများတဲ့ခါကျချက်ချင်း green ကလေအခုချက်ချင်းသွားတိုက်လိုက်သလိုတန့်စင်သွားတာဒါလေးကလည်းခိုင်ဘန်ကောက်သွားတော့ဝဲလာတာဒါလေးကတော့ဖြန်းစည်းလေးပါဒါကလေ online ကမှာလို့ရတယ်ဒီလားဒီဖြန်းစည်းလေးလည်းအရန်ကောင်းတယ်ဒါပေမဲ့အမှန်တကယ်တော့ဒီဟာတွေအကုန်လုံးကလေ city mart တို့ဘာတော့မှလော်လော်ကူကူတခြားမျိုးဆိုင်ဝယ်လို့ရပါတယ်ဒီမှာကျွန်မပေးချင်တဲ့ message ကဒီလိုမျိုးလေးမဖြစ်မနေပူရှင်းလေးတွေပေါ့နော် green နဲ့တင်းတဲ့ဟာလေးတွေစောင်းသားဖို့ပြောပြရပါဘာလို့လဲဆိုတော့ main ကလေးရဲ့ aura ထဲမှာ green နဲ့လေးကလည်းအရေးကြီးရဲ့အရန်လှနေအောင်ပြင်ထားလဲ green နဲ့မကောင်းတာမျိုးရုပ်တရက် green နဲ့မကောင်းတာမျိုးဆိုကိုဘလောက် dress up လုပ်ထားလို့တော့ confident ကကြောက်ကြတယ်ပြီးတော့ daily life မှာလိုတယ်ဒီအိတ်ထဲမှာလေးဒီကလေ make up တို့နှကန်းတီတို့နဲ့နီးတူစောင်းထားတဲ့အရာလေးလို့ထင်